Hi, Kim Dinero, Korea Garriga being Lupuero Dema Pare. Menu ပေါင်း80ကျော်90နီးပါးလောက်ရှိပြီးတော့ Korean လူမျိုးစစ်စစ်ကိုယ်တိုင်ဖွင့်ထားတဲ့ဥဒုံစုပ်ကအရန်စားလို့ကောင်းတဲ့ Korean barbecue buffet ဆိုင်လေးကိုပြောပြပေးပါမယ်။ဒီအတွက်အမဲသားစိမ်းကိုပထမဆုံးစစားဖို့ရဆိုင်နဲ့ဖြစ်ပါတယ်။ဈေးတွေကတော့349ဘတ်တန်449ဘတ်တန်နဲ့649ဘတ်တန်ဆိုပြီး3မျိုးရှိပါတယ်။စားစရာ menu တွေကအရန်များတာဖြစ်လို့ buffet စားမှာဆိုတော့ဘာတွေစားရင်တန်လဲဆိုတာသိအောင်ဗီဒီယိုလေးကိုကြည့်လိုက်ပါနော်။ဆိုင်နာမည်လေးကတော့ Factory Buffet ပဲဖြစ်ပါတယ်။ Korean လူမျိုးစစ်စစ်ကိုယ်တိုင်ဖွင့်ထားတဲ့ဆိုင်ဖြစ်လို့တကယ်ကို authentic ဖြစ်တဲ့ Korean barbecue အရသာကိုစားရမှာပါအမဲသား crazy တွေဝတ်သုံးသက်သားကို share ကြိတ်ချင်တဲ့သူတွေအသားရတာ quality ကောင်းကောင်းကိုစားချင်တဲ့သူတွေတော့ဒီဆိုင်ကသွားကိုသွားမယ်ဆိုင်ပါ Factory Buffet ရဲ့အမဲသားလွှာတွေကလေတော်တော်လေးကိုစားလို့ကောင်းပြီးတော့အရန်လဲနူးညံ့ပါတယ် Korean barbecue ဆိုင်စစ်စစ်ဖြစ်လို့ Korean side dish အချင်မျိုးစုံလည်းရှိတယ်ပြီးတော့ဒီလို sauce တွေဆိုလည်းအရန်ရတာကောင်းတယ်ဒီဆိုင်ကိုရောက်ရင်အမဲသားစားတဲ့ခါကျရင် Kim လိုမျိုးလေးလည်းစားကြည့်ခဲ့နော် Rose tteokbokki လို့ခေါ်တဲ့ဒီ cheese အရသာ tteokbokki ထဲမှာအမဲသားကိုနှစ်ပြီးတော့စားတာတော်တော်ကောင်းပါတယ်ဒီနေ့ကတော့ဘဝမှာအမဲသားစိမ်းကိုပထမဆုံးစားဘူးခြင်းလည်းဖြစ်ပါတယ်သူ့ရဲ့အမဲသားလွှာရဲ့အရသာအရန်ကောင်းနေရတဲ့အမဲသားစိမ်းလည်းကောင်းပါပဲဆိုပြီးတော့ try ကြည့်ခဲ့တာတော်တော်လေးကိုကောင်းပါတယ်အသားစိမ်းစားရတဲ့လုံးဝကိုမတူပါဘူးပြီးတော့သူ့စီမှာဒါမျိုး menu အစမ်းတွေလည်းရှိရပေါ့နော်သုံးတက်သားလွှာကိုမှအိုးလေးထဲမှာထည့်ပြီးတော့ gochujang sauce နဲ့နှက်ထားတာပေါ့နော်အရန်စားလို့ကောင်းတယ်တေချာကိုအရသာကိုစိတ်ဝင်နေရပဲတခြားဆိုင်တွေမှာဆိုရင်အမဲသားလောက်ကိုပဲ Australian beef တို့ import အသားလွှာတွေရှိရပါတော့။ဒီမှာဆိုရင်ဝက်သားသုံးတက်သားနဲ့ဝက်သားလွှာတွေက import ဝက်သားလွှာတွေကစားရှိတယ်။ quality အရန်ကောင်းလုံးလို့စားလို့လည်းအရန်ကောင်းတယ်။သုံးတက်သားဆိုရင်အစီကောက်ကြီးတွေမာခဲနေရမျိုးမဟုတ်ဘဲနဲ့နူးညံ့အိဆက်ပြီးပါဇက်ထဲမှာလို့ပျော်ကိုဝင်သွားတာသုံးတက်သားတကယ်ကိုကောင်းတာပါ။ဒါလေးကတော့သူတို့ဆိုင်ရဲ့ menu တစ်လို့ပြောပါရယ်အမဲဦးစားသွတ်ပါ။ तू ကတော့အထဲမှာအစီလိုမျိုးဟာတွေစားသွတ်ထားတာဖြစ်တဲ့အတွက်အများကြီးစားရင်တော့အီရယ်။ဒီမှာအသားတွေစားတဲ့ခါကျရင်ဒီနှမ်းစီလေးရဲ့ဒီအလေယာပေးအချင်းလေးရဲ့ပြီးတော့ပဲမုံလေးရဲ့တူစားပါအရန်ကောင်းပါတယ်အသားလွှာတွေကြောင့်ပြောပြပြီးဆိုရင်တော့ပင်လင်စာတွေဘာတွေရလဲဆိုတာပြောပြပါမယ်ဒီလို oyster အကြီးကြီးတွေကိုလည်းလက်လက်ဆက်ဆက်နဲ့စားလို့ရပါသေးတယ်ပြီးတော့ Korean barbecue တွေမှာမပါမဖြစ်ဖြစ်တဲ့ပဇွန်စိမ်းကိုမှပဲငံပြားရည်နဲ့စိန်ထားတာလေးလည်းရပါသေးတယ်သူ့ရဲ့ပဇွန်တွေကလေအရန်ကိုလက်ဆက်လို့စားရတာစတောက်လေးနဲ့တော်တော်လေးကိုကောင်းပါတယ်ပြီးတော့ဘယ် Korean buffet ဆိုင်မှာမပါတဲ့ဆယ်မွန်ကစပါတာဖြစ်လို့ဆယ်မွန်ကြိုက်တဲ့သူတွေတက်ဆိုရင်တော့တော်တော်တန်နေပြီပြီးတော့ကနန်းတို့ဘာလို့လဲရသေးတယ်ပဇွန်ဆိုရင်လည်းဒါမျိုး mozzarella cheese တွေအပြည့်ထည့်ထားတဲ့ပဇွန်စားမလားဒါမှမဟုတ် Korean sauce နဲ့နေထားတဲ့ပဇွန်စားမလားရပါသေးတယ်ဒါကတော့ရေပွဲပါရေပွဲเนาะကျန်တိုင်းရှောက်မတွေးပါနဲ့ရေပွဲလည်းအရင်လက်ဆက်ပါတယ်ဒီဆိုင်မှာမြန်မာဝန်ထမ်းတွေလည်းအများကြီးရှိတာမလို့မှာစားရတာတော်တော်လေးကိုအဆင်ပြေတယ်ဒီဗီဒီယိုရဲ့ညီမလေးဆိုလည်းအရင်သဘောကောင်းတယ်ဘလို့စားရင်ကောင်းနေရစားသူကတေချာလေးကိုရှင်းပြပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး buffet မှာပါပြီးသားဖြစ်တဲ့ side dish တွေဆိုရင်လည်းအမျိုးပေါင်း30 40လောက်ရှိတယ်တချို့ဟာတွေက menu ကနေမှားသလိုတချို့ဟာတွေကဒီမှာခင်းပေးထားပါတယ်ကိုရီးယားထမင်းတုပ်ကစကိုရိုင်းစိတ်ကြိုက်တုပ်နိုင်အောင်အတွက်လည်းပြင်ဆင်ပေးထားပါတယ်။တကယ်လို့ကိုကမတုပ်တတ်ဘူးဆိုရင်လည်းဆိုင်ရညီမလေးကိုကူညီတောင်းလို့ရပါတယ်။ menu မှာစားရတဲ့ side dish တွေထဲမှာဆိုရင်ကင်မီယန်ကြိုက်တာကတော့ရေပွဲနဲ့ကင်ချီတုပ်လေးပေါ့နော်။အရန်စားလို့ကောင်းတယ်။အဲ့ဒါမျိုးကိုမှကနန်းနဲ့တုပ်ထားတဲ့ kimchi salad လေးလည်းရှိပါတယ်။ Korean ဆိုင်စစ်စစ်ဆိုတော့ kimchi တို့ kimchi ဟင်းယူကတော့မေးမနေနဲ့အရန်ကောင်းရှယ်ကောင်းဒီမှာခင်းထားတဲ့ side dish menu တွေကလည်းလေစုံမစုံဗီဒီယိုထဲသာကြည့်လိုက်ပါတော့အများကူမှအများကြီးပါပဲ။ဒီမှာ Korean barbecue တွေလာစားရဲဆိုရင်တော့အဓိကတော့အသားလွှာတွေရောအဓိကစားဖြစ်တယ်။ဒီဆိုင်မှာဆိုရင်သုံးသက်သားနဲ့အမဲသားလွှာတွေကအရန်ကောင်းလို့ပို့ပြီးတော့စားဖြစ်ပါတယ်။ Factory Buffet မှာတော့ side dish တွေကလည်းတော်တော်လေးကိုစုံလို့သဘောကျရပါတယ်။အသားလွှာတွေဆိုရင်လည်းဒီမှာခင်းပေးထားတယ်ပေါ့နော်ဒီထဲကနေလည်းယူလို့ရသလို menu ကနေလည်းမှာလို့ရပါတယ်။အရသာတစ်ခုနဲ့တစ်ခုမတူအောင်လဲ marinated ကိုတေချာလေးလုပ်ထားတာတော်တော်လေးကိုစားလို့ကောင်းပါတယ်ဒီအရှိမပြောခဲ့တဲ့အတိုင်းဒီဆိုင်မှာဝက်သားကိုမှ premium import quality ဖြစ်တဲ့ဝက်သားလွှာတွေရတာအရန်ကောင်းပါတယ်သုံးသက်သားလွှာကတော့ must try မှာဒီပင်စုရေခဲမုံလေးကတော့649ဘတ်တန်ထဲမှာပါပါတယ်တကယ်လို့ကိုကအခြား package ကိုစားရဲဆိုရင်တော့ Google review ရေးပေးရဆိုရင် free စားရပါတယ်အချိုပွဲအနေနဲ့ကတော့ရေခဲမုံကို flavor အစုံနေနဲ့ကိုအများကြီးရှိပါတယ်တောက်စရာဖြော်ရည် drinks အနေနဲ့ကတော့တိတ်ပြီးတော့စုံစုံလင်လင်တော့မရှိပါဘူးတကယ်လို့ကိုကဆိုဂျူတို့ဘာလို့တောက်ချင်နေဆိုရင်လည်းတက်တက်ပတ်စံထပ်ပေးပြီးတော့တောက်လို့ရပါတယ်ဒီမျိုးစားခဲ့ရတော့649ဘတ်တန်မှာဒီမှာဘာတွေကွာခြားလဲဆိုတာသိအောင်ဗီဒီယိုလေးရိုက်လာခဲ့ပေးပါတယ်ဒီဆိုင်လေးကအစိမ်းရောင် Sukhumvit အစိမ်းလိုက်ပေါ်မှာရှိတဲ့ဥဒုံဆုပ် station နဲ့နီးတာဖြစ်လို့သွားလာလည်းအဆင်ပြေပါတယ်ဒီဆိုင်ကကားပါကင်နေရာကြဲဝန်းဝန်းလည်းရှိပါတယ်။ဆိုင်ရဲ့ပြင်ဆင်ရလည်းတန်ရှင်းနဲ့ကြဲဝန်းဝန်းရှိတယ်။စားပြီးသွားတဲ့ခါကျရင်လည်းခန္ဓာကိုယ်မှာအနံ့နေအရန်ဆွဲတာမျိုးမဖြစ်ပါဘူး။ဆိုင်ဖွင့်ချိန်ကတော့မနက်7:00နာရီကနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ်။ညနေပိုင်းသွားမယ်ဆိုရင်တော့လူနည်းနည်းများတက်ပါတယ်။ဆိုင်ရဲ့ဒီနေရာလေးကတော့ဥဒုံဆုပ် station ကနေဆင်းလာမယ်ဆိုရင်ဥဒုံဆုပ်လမ်းမပေါ်ပဲရှိတာပါ။ station ကနေပြီးမိနစ်20လောက်လမ်းလျှောက်လိုက်ရောက်ပါတယ်။ဆိုင်ကယ်နဲ့သွားဖို့တော့ပို့ပြီး recommend လုပ်ပါတယ်။ Korean barbecue ဆိုင်စစ်စစ်ကိုဘန်ကောက်မှာရှာနေရဆိုရင်တော့ဒီဆိုင်လေးကိုသွားဖို့အတွက် recommend လုပ်ပါတယ်။ Thank you for watching ပါ bye bye